တချို့လူငယ်တွေကပေါ့နော်ဒါရည်မှန်းချက်အရန်ကြီးတယ်ဒါပေမဲ့သူတို့လောက်လိုက်တဲ့အရာကသူတို့လိုချင်တဲ့အရာနဲ့ဆန်းကျင်ဘက်တွေဖြစ်ကုန်တာတင်မှာတယောက်ဆိုလို့ရှိရင်ဒါ Messenger နေပြီးလာမေးတယ်မေးပြီးတဲ့အခါကျတော့ပျောက်သွားတယ်အကောက်ပါဘယ်လိုဖြစ်သွားအကောက်ပါပြတ်သွားလားဖြတ်လိုက်တာလားမသိမရှိတော့ဘူးပေါ့နော်သူကတော်တော်လေးကိုဒါ content monetization ကိုတော်တော်လေးကိုရည်မှန်းချက်ကြီးကြီးနဲ့လုပ်နေတာသူဒီလုပ်နေတာကတလားကြိုပဲရှိသေးတယ်ဒါပေမဲ့သူလုပ်တာဒါပေမဲ့သူ့မှာ follower က4000ကျော်လောက်ရှိတယ်နောက်အဓိကကတော့ဒီသူသေးချာချာမလေးလာတာဒီကဒီကိုကစီယံပွင့်ပြီးဟုတ်ပြီကိုဘာနဲ့လုံးမလဲကိုရဲ့အကောက်ကို ID တင်ဖို့အတွက်နောက်ပြီးတော့ဘန်ချိတ်ဖို့အတွက်ကိုဘာတွေနဲ့အစီအစဉ်ထားလဲအဲ့လူမျိုးတွေကိုမှတိကျကျမသိထားတဲ့အတွက်ကြောင့်မလို့စီယံပွဲဖို့ပဲသူကအသေးအံလောက်တဲ့ခါမှာဒီနောက်ပိုင်းမှာစီယံပွဲလာလို့ရှိရင်ကိုလောက်ရမယ့်အရာတွေကကိုမှမရှိဘူးဖြစ်နေတယ်အဲ့ဒါကိုဒါမေးတဲ့ခါကျတော့ကိုကလည်းမှတ်တိုင်းပြောပြလိုက်တယ်လေဒါကိုဒါဒီလိုပဲတကယ်ချင်းဒီဟာဒီလိုလောက်ရတယ်ဒါကိုမှ ID ကတ်တစ်ခုရှိရမယ်နောက်ပြီးတော့ခါကျတော့ကိုဘန်နဲ့ပေါ့နော်ကိုရဲ့နာမည်နဲ့အဲ့လိုမျိုးပေးချာလေးချိန်ရတယ်ခက်တာကသူ့မှာကကိုပိုင်ဘန်တွေကိုပိုင် ID ကတ်တွေမရှိတဲ့ခါကျတော့အကြံပေးလိုက်တာပေါ့နော်ဒါကိုမှမရှိဘူးဆိုလို့ရှိရင်တကယ်လို့ကိုလုံးလို့ဆင်ပြေလို့ရှိရင်လုံးလိုက်တကယ်အဲ့လိုမျိုးလုံးတဲ့ချိန်တွေကိုစောက်ကြည့်ပေါ့နော်စောက်ကြည့်လို့တကယ်လို့လုံးဝကိုကလုံးလို့ဆင်မပြေဘူးဆိုရင်ကိုရဲ့ဒီကိုမောင်နှမတွေရလို့တကယ်ချင်းတွေထဲရလို့တခါတည်းပေါ့နော်သူလည်းမသုံးသေးတဲ့ဟာဖြစ်ရမှာပေါ့နော်ကိုဘန်နဲ့ချိန်မယ်ကိုရဲ့အကောင့်နဲ့ချိန်မယ်ဆိုတော့သူလည်းတခါမှမသုံးသေးတဲ့ဟာဖြစ်ရမယ်နောက်မယ်တွေအကုန်လုံးပေါ့နော် ID ရောဘန်ရောအကုန်တူတူဖြစ်ရမယ်အဲ့ဒါလေးတွေကိုကပြောပြပေးလိုက်တယ်ပြောပြပေးလိုက်ပြီးတော့ခါကြတော့သိမကြပါဘူးပျောက်သွားတာအကောင့်ကပြတ်သွားတာမသိရှာကြည့်တော့တွေ့တော့မတွေ့တော့ဒါကြောင့်ချိုးတွေကြတော့ရီမှန်းချက်အရန်ကြည့်ပြီးတော့လောက်တယ်ဒါပေမဲ့ကိုသွားမဲ့လမ်းကြောင်းမှာကိုလိုချင်တဲ့အရာတွေကိုမှပြည့်စုံရမယ့်ချက်လက်တွေကိုကိုကသိချာလေးလေ့လာတာလို့လေဒီကလေးလာမှုအားနဲ့အဲ့ဒါလေကိုကစားတဲ့နေပါသူများကဆရာပွင့်ရင်ပတ်ဆိုင်ရမယ်ပါညာအဲ့ဒါကိုထင်ပြီးတော့ပြောမယ်ဆိုလို့ချင်းအဲ့ဒါကိုလိုချင်ပြီးတော့လောက်တာပဲလောက်တာအဲ့ဒါလိုချင်ရုံသက်သက်နဲ့မရဘူးလေကိုတို့ကဒီဖြစ်ချင်တာတခုပဲကြည့်လို့မရဘူးကိုဖြစ်တဲ့တာတွေကဘာတွေလိုအပ်နေလဲဆိုတာကိုလည်းကြည့်ရတယ်ကိုလှုပ်လိုက်တဲ့အရာကလှုပ်လိုက်ပြီးလို့ရှိရင်ဘာတွေဖြစ်သွားမလဲအဲ့ဒီလိုနောက်ဆက်တွဲမှာဘာတွေလိုအပ်လာမလဲအဲ့ဒါတွေကိုကိုကနေပြီးတော့ကြိုတင်ပြင်ဆင်ပြီးတော့ကြာတော့သေချာချာကနလေးလှုပ်ပြီးတော့ခါကြကြိုးစားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆင်ပြေတာပေါ့နော်အဲ့လိုမျိုးသေချာချာကနပြီးပြီးတော့ခါကြတော့ကြိုးစားတဲ့အခါပို့ဆင်ပြေလိမ့်မယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီကတမျိုးပြောလိုက်ဟိုကတမျိုးပြောလိုက်ကိုကလည်းဒါကိုပြောမယ်ဆိုရင်အားကြပြီးတဲ့ခါကြတော့လိုက်လို့တဲ့ခါမှာခုလိုမျိုးတွေစိတ်တော့ပါတွေရောက်တယ်စိတ်ပြတ်မှုတွေဖြစ်တယ်ပေါ့နော်စိတ်သက်ကြတာကိုပြောမှဆိုလို့ရှိရင်လူငယ်ဆိုတာကတစ်ခါကြီးကြာရင်အားကြိုးစားတယ်လူဖြစ်ချင်တဲ့အရာကိုအားကြိုးစားတယ်လူငယ်သဘာဝပေါ့နော်ဒါလူဖြစ်ချင်တဲ့အရာကြိုးစားတကယ်မဖြစ်လာဘူးဆိုရင်အဲ့လိုကစိတ်ဓာတ်တွေကကြာတယ်ချိုးတွေကြာတော့လဲဒါစိတ်ဓာတ်မကြတဲ့လူတွေလည်းရှိတယ်ချို့လူငယ်တွေကကြတော့ပြောမယ်အသိပညာပူဇာကျွယ်ဝတဲ့လူတွေကြတော့လေခံနိုင်ရှိတာပေါ့နော်ငါတနည်းမြတနည်းကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်တွေရှိတယ်ချို့တွေကြတော့ဒီဟာမရတော့ဘူးဆိုရင်ငါမရတော့ဘူးဆိုပြီးတော့ကြတော့ပြစ်လဲတဲ့လူတွေရှိတာပေါ့နော်ခုဒီမှာတကယ်ချင်းတယောက်ဆိုလို့ရှိရင်သူကအဲ့လိုပြစ်လဲသွားလားမသိအကောက်ကဒါပျောက်သွားတာပေါ့နော်အကောက်ကပြက်သွားလားမသိမရှိတော့ဘူးအဲ့ဒါကြောင့်မို့ခုနောက်ပိုင်းဒါသင်ခန်းစာတစ်ခုနေနဲ့ဒါပြောပြပေးတာဖြစ်တယ်ခုနောက်ထပ်လူငယ်တွေလည်းဒီလိုပဲပေါ့နော်ကိုလုံးမဲ့အရာကိုသေသေးချာချာကနလေ့လာကိုအကောင့်မှာတကယ်လို့ content monetization ပွဲလို့ရှိရင်ဘာလေးလို့အဲ့လဲကိုပြင်ဆင်ရမယ့်ချက်လက်တွေကိုကိုကထူတယ်နေပြီးတော့ကိုက content monetization အတွက်လုပ်နေတယ်ဆိုတဲ့လူတွေပေါ့နော်တကယ်လို့ကိုကနေပြီးတော့ဒီအတွက်မလုပ်ဘူးကိုပြောသဘောအနေနဲ့လုပ်တယ်ဆိုရင်တော့ပိတ်ဆောင်မရှိဘူးတကယ်လို့ကိုကနေပြီးတော့ကြတော့ဒီ content monetization အတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ဒါတွေကိုသေသေးချာချာလေးဒါလေးလာဖို့လိုတယ်ကိုကနေပြီးတော့လေးလာရုံသက်သက်လည်းမရဘူးကိုကလည်းကျွမ်းကျင်အောင်ဒါတွေကိုပြင်ဆင်ထားဖို့လိုတာပေါ့နော်ဒါမှလည်းကိုကရေရှည်သွားမယ်ဆိုလို့ရှိရင်ဒါတွေကဖြည်းဖြည်းနဲ့တစ်ခုမှတစ်ခုကလိုအပ်လာနိုင်မယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒါကိုကလည်းဒါကနပြီးအောင်လုပ်ပြီးတဲ့ခါကြတော့လည်းသေသေးချာချာစနစ်တကျလေးကြိုးစားဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပန်းတိုင်ရောက်လူတော်တော်များများချိုးတွေဆိုလို့ရှိရင်ဒါမထင်မှတ်ထားပါနဲ့ CN content monetization ပွင့်တာ content monetization ပွင့်တဲ့လူတွေအများကြီးဖြစ်သွားပါတော့ဒါပေမဲ့ပွင့်သွားတယ်သူတို့တွေကမသိတဲ့လူတွေအများကြီးရှိသေးတယ်လုံနေကြတာဒီဟာကိုဘယ်လိုလုပ်ရမလဲဒါကဘယ်လိုစနစ်တကျဘယ်လိုသွားရမလဲဆိုတာကိုမသိတဲ့လူတွေကအများကြီးရှိသေးတယ်သူကချိုးတွေကြတော့လဲဒါ report ကနေပြီးတော့ကြတော့ကြိုက်လို့မလို့ဒါ invite လုပ်လိုက်တာပဲရှိတယ်သူတို့ကိုနိုင်ကိုကဘာမှမသိသေးတဲ့လူတွေအများကြီးရှိတာပေါ့နော်ဒါလေးကသင်ခန်းစာအနေနဲ့ပြောပြပေးတာပါအဲ့လိုဆင်ပြေကြပါပြီ